ဂျပန်လုပ်ငန်းခွင်များနေတာရှိတော့ကြောင်တော်စီကံများအပိုင်းနှစ်နံပါတ်1မနက်ပိုင်းစီဝေးဘယ်နိုင်ငံမှာမဆိုလုပ်ငန်းခွင်တွေမှာအစည်းအဝေးဆိုတာရှိပါတယ်တချို့ကုမ္ပဏီတွေကအရေးကြီးကိစ္စရှိမှအစည်းအဝေးလုပ်ကြပေမဲ့ဂျပန်မှာတော့အရေးကြီးမကြီးအစည်းအဝေးဆိုတာလုပ်ပါတယ်နှစ်တိုင်းကိုလုပ်တာပါဒါကိုဂျပန်လိုချိုရေးလုပ်တယ်လို့ခေါ်ပါတယ်အဲ့ဒီအစည်းအဝေးမှာအားလုံးကစုပြီးတော့ Ohio ကိုဆိုင်မှဆိုပြီးတော့နှုတ်ဆက်တာပါအဲ့ဒီလိုလုပ်တာကဘာလို့လဲဆိုရင်အကြောင်းပြချက်လေးတစ်ခုတော့ရှိပါတယ်အဲ့လိုလုပ်ခြင်းကတင့်ကိုပို့ပြီးတော့အလုပ်လုပ်ခြင်းစိတ်ကိုဖြစ်ပေါ်လာစေလို့ပါတချို့ကုမ္ပဏီတွေဆိုလို့ရှိရင်မနက်ဆိုလို့ရှိရင်သွေးပူလေးခြင်းကနေပါလုပ်ရပါတယ်အဲ့ဒါကြောင့်မနက်တိုင်း Good morning လို့ပို့မယ်ချစ်သူလေးမရှိတဲ့လူကြီးမင်းအတွက်တော့ဂျပန်ရောက်လို့ရှိရင်နေ့တိုင်းအစည်းအဝေးမှာ Ohio လို့ပြောခံပါပါအဲ့ဒါကြောင့်စော်မရှိပဲမရှိတဲ့လူကြီးမင်းအတွက်လည်း motivate တစ်ခုရရမှာပါဘယ်နည်းအလုပ်ထုတ်လို့မရဘူးဒီချက်လေးကတော့ဂျပန်မှာအလုပ်လုပ်ချင်နေတဲ့အခုကြည့်နေတဲ့လူကြီးမင်းအတွက်တော့အကြိုက်ဆုံးချက်လေးဖြစ်မှာပါဂျပန်မှာကအလုပ်လုပ်ရင်လုပ်ငန်းခွင်မှာတင်ဘလောက်အမှားပဲလုပ်လို့အလုပ်တစ်ခုကိုတတ်ဖို့တင်ယူတာကြာနေရင်ပဲဖြစ်ဖြစ်တင့်ကိုအလွယ်တကူလုပ်ထုတ်လို့မရပါဘူးအဲ့ဒီအစားတင့်ကိုအဆင်ပြေမဲ့အလုပ်နေရာတစ်ခုခုကိုရွှေ့ပေးရမှာပါအကယ်လို့တင်ကထမင်းဘူးစိတ်ုံမှာအလုပ်လုပ်လို့ရှိရင်ဟင်းနဲ့ထမင်းချက်တာကိုတင်ပေးလို့မှမတက်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီအစားတင့်ကိုထမင်းဘူးထုတ်တဲ့နေရာကိုပြောင်းပြီးတော့အလုပ်ပေးရမှာပါတင့်ကိုအဲ့ဒီလိုကိစ္စမျိုးလေးနဲ့အလုပ်ထုတ်လို့မရပါဘူးသူတို့မှာအလုပ်သမားဥပဒေဆိုတာရှိပါတယ်ဒါပေမဲ့တင်ကတခြားပြဿနာဖြစ်တဲ့အလုပ်မှာလိန်နာဖြစ်ပြီးခိုးတာဟွက်တာတွေရှိလာရင်တော့တင့်ကိုချက်ချင်းအလုပ်ထုတ်ပြလို့ရပါတယ်ဒီချက်လေးကတော့ဂျပန်မှာအလုပ်လာလုပ်မဲ့လူတွေအတွက် motivate လေးတစ်ခုတော့ရစီမှာပါဒါပေမဲ့ဒီချက်ကိုမြန်မာနိုင်ငံမှာသွားဆန်းမလို့ကြည့်ဘူးတော့အကြံပေးချင်ပါတယ်စမ်းကြည့်ပြီးအလုပ်ပြုတ်လိုက်တော့ကျွန်တော်လည်းမဆိုင်ပါဘူးခင်ဗျာတော့အလုပ်ချိန်ကြည့်လဲအိမ်ပြန်လို့မရဘူး။ကဲလို့လူကြီးမင်းကဂျပန်မှာရုံးလုပ်ဆင်းချိန်ကညနေ9:00နာရီဆိုလို့ရှိရင်တင်က9:00နာရီကွက်တီတောင်မင်းဆိုတာနဲ့အလုပ်ဆင်းလို့မရသေးပါဘူး။တင်ထက်လူကြီးရဲ့အခြေအနေကိုကြည့်ရပါသေးတယ်။သူတို့ကအလုပ်လုပ်နေတော့အလုပ်ရှုပ်နေတော့ဆိုလို့ရှိရင်တော့တင်ကပြန်လို့မရသေးပါဘူး။ဘာလို့လဲဆိုရင်တော့တင်ထက်လူကြီးကအလုပ်ရှုပ်နေတော့ပြန်လို့ရှိရင်မတင်တော်လို့ပါ။ဂျပန်မှာကတိတဲ့အတိုင်း senior တွေ junior တွေအရန်ခွဲကြတာကြောင့်အရေးအခြေအနေအရန်ကြည့်ရပါတယ်။အဲ့ဒါကြောင့်တင်ကရုံးဆင်းချိန်ပြည့်လဲအရေးအခြေအနေကြည့်ပြီးတော့ဒီတိုင်းပဲထိုင်နေရပါပါ။ဒါကြီးကစီးကန်းတော့မဟုတ်ပေမဲ့လည်းဂျပန်ရုံးကုမ္ပဏီအလုပ်တော်တော်များများမှာဖြစ်နေစေပါ။ရုံးဆင်းချိန်ပြည့်လို့ဒေါင်ကနေမီယာနဲ့ပြန်ဖို့အမြဲစစ်သေးဖြစ်နေလူကြီးမင်းတို့ကတော့ဆိုးဆက်လို့ပြောချင်ပါလေနံပါတ်4အချိန်ပိုချင်းမပြည့်တဲ့အလုပ်ချိန်ပိုတင်ကဂျပန်မှာရုံးပိုင်းအလုပ်ကိုလုပ်လို့ရှိရင်တတ်မှတ်ထားတဲ့အလုပ်ကိုအလုပ်ချိန်တွေမှာမပြီးလို့ဆိုလို့ရှိရင်တော့တင်ဟာအချိန်ပိုဆင်းရမှာပါအဲ့ဒီအချိန်ပိုကအချိန်ပိုကြီးတော့ပြီးမှာတော့မဟုတ်ပါဘူးလဲဆိုရင်တော့အဲ့ဒါဟာတင်ကြောက်မပြီးတဲ့အလုပ်ကိုတင်ကိုယ်တိုင်ဆုံးတက်ရတာမို့လို့ပါဒါကတော့နည်းနည်းစီကန်းတိကျတဲ့ကုမ္ပဏီပါဖြစ်နေပါလေအဲ့ဒါကို service ဆန်ကြောလို့ခေါ်ပါတယ်အဲ့ဒါကြောင့်တင်ကအချိန်ပိုချင်းများရမလားဆိုပြီးမျှော်လင့်မနေပါနဲ့ service ဆန်ကြောနဲ့ညားတော့မှာပါဒါပေမဲ့မြန်မာမှာတော့ရှိပါလေဘာချိန်ပိုချင်းမှပြီးနေမှာမဟုတ်ပါဘူးဘာလို့လဲဆိုလို့ရှိရင်တော့အားလုံးက family တိုင်းနေသွားလို့ပါခင်ဗျာနံပါတ်5လက်နက်ဖက်နဲ့ယူအောင်ဂျပန်မှာရုံးပိုင်းအလုပ်လုပ်ရင်တင်ဟာတခြားကုမ္ပဏီတွေအထက်အရာရှိတွေက business ကတ်လေးကိုတင်ကိုပေးပါလိမ့်မယ်အဲ့ဒီမှာသူတို့ရဲ့ပုံရဲ့အချက်လက်တွေနာမည်တွေယာရုတွေအစပါပါတယ်အဲ့ဒါကိုတင်ကလက်ခံယူပြီးလက်နက်ဖက်နဲ့ယူအောင်ပါဒီချက်လေးကကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့တော့တိတ်ပြီးတော့မစိမ့်ပါဘူးကျွန်တော်တို့စီမှာလည်းလက်နက်ဖက်ရင်ကြီးမှုဆိုတာရှိပြီးသားပါအဲ့ဒီအပြင်လက်နက်ဖက်နဲ့ယူပြီးသွားရင်လည်းတင်ဟာချက်ချင်းအိတ်ကတ်တွေကိုထည့်ပေးလို့မရပါဘူးနည်းနည်းလေးအချိန်ပေးပြီးဖတ်ပြီးတော့မှတင်ဟာသူ့ရဲ့ကတ်ထဲကပါတဲ့အချက်လက်တွေကိုစိတ်ဝင်စားရင်ပြပြီးတော့မှကျွန်တော်တို့တေချာဘူးလေးတွေကိုထည့်ပြီးတော့တင်ရမှာပါကြောင်တန်းတော်နိုင်ပေမဲ့လည်းကောင်းတဲ့အချက်လေးဖြစ်တဲ့အတွက်လိုက်နိုင်တော့မမပါဘူးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုလုပ်ပေးနေတဲ့ content လေးကကျွန်တော်ရမ်းကြိုက်တဲ့ content creator Linted Universe ကိုအခြေခံပြီးလုပ်ပေးတာပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအများကြီးကြည့်ခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လည်းကျွန်တော်ဒီလိုဂျပန်နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာလေးကိုအများကြီးတင်ဆက်ပေးပါမယ်ခင်ဗျာဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်တက်တာ